ခေါ်မယ် enter ဒီဆိုရင် offset point ဒီပြင်မဲ့ O enter 1 2 enter ဒီဆိုလို့ရှိရင် စာကဲသလုံးဆွဲမယ် စာကဲ enter ကလေးတစ်ခဲချ point 3 enter ဒီဆိုစာကဲသလုံးချကလေးတစ်ခဲချ point 2 enter ဒီဆိုဒီဟာလေးကို copy mirror ကောက်မယ် enter select enter ဒီကနေပြီးတော့ mirror အပေါ်တစ်တဲ့လေးကောက်ဒီဆို trim မယ် tr enter enter ဒီကနေ trim မယ်ဒီကနေ trim မယ်ဒီကနေ trim မယ်ဒီဆိုလို့ရှိရင်စာကဲ enter ဒီနားလေးမှာ 0.05 enter ဒီဆို copy ကူးမယ် copy enter select enter ဒီနားလေးကူးမယ်ဒီဆိုရင်နောက်တစ်ခုဖြုတ်ခတ်ကူးမယ်စာကဲ enter ဒီနားလေးမှာကလေးတစ်ချက်ချ 0.1 enter ဒီဆိုဒီနားလေးမှာကျတော့ r enter အကူကြီးတစ်ခုဆွဲလိုက်မယ်ကလေးချကလေးချကလေးချနောက်မှလည်း r တစ်ခုဆွဲမယ်ကလေးချက်ချကလေးချက်ချကလေးချက်ချအဆိုဒီကြည့်ရတာအဲ့ဆိုသူ့ကို select မှတ်လိုက်မယ် move enter ဒီထောင်လေးကိုဒီဆိုလို့ရှိရင်နှစ်ခုကူးမယ် copy enter select မှတ်လိုက်မယ် copy enter select enter ဒီကနေပြီးတော့ဒီ view ကိုတစ်ခုကူးလိုက်ဒီဆိုလို့ရှိရင်ဒီနှစ်ခုကို copy ပြန်ကူးမယ် copy enter select enter ဒီအဝေးကကိုင်းမယ်ဒီကနေပြီးတော့မှနှစ်ခုသုံးခုဒီဘက်ကိုပြန်ကူးမယ်အဲ့တော့ copy enter select မှတ်မယ်select မှတ်မယ် enter ဒီကနေဒီမှာတစ်ခုကူးမယ်ဒီမှာတစ်ခုကူးမယ်ဒီမှာတစ်ခုကူးမယ်ဒီဆိုလို့ရှိရင်ဒါလေးကို 3D view ကိုပြောင်းမယ်အဲ့တော့အရင်ဆုံး 3D view မှာဆိုရင် brush tool ကိုနှိပ်မယ် brush tool ပြီးပြီဆိုလို့ရှိရင်ဒီတွင်းလေးကိုဒီလေးတောင်လေးတွေကို select လေးတောင်ကြားလေးတွေကိုကလေးဆက်ချမယ်ဒီဆိုလို့ရှိရင်1 enter ဒီဆိုလို့ရှိရင် aspect view ကိုပြောင်းလိုက်မယ်ဒီကနေ aspect view ဒါဆိုဒီထိရပါတယ်အဲ့ဒါပြီးတဲ့အခါမှာဒီ point လေးတွေကိုဒါလေးတွေကို join ဆက်ဖို့လုပ်မယ်အဲ့တော့ join enter select သူရဲ့ကို join ဆက်ထားသူလိုက်တာသူ့ကို join ဆက်ဖို့လုပ်တယ် join enter select enter join ဆက်ထားရမယ်အဲ့တော့ဒီ join enter select မှတ်ထားရမယ် select enterဒီလိုဆက်မှတ်ထားမယ် join select အဲ့တော့ join ဆက်ပြီဆိုလို့ရှိရင် offset ပြပေးမယ် o enter point 1 enter ဒါလေးတွေကို point 1အထဲထဲကိုပြပေးမယ် offset o enter point 1 enter အဲ့တော့ဒီထိပြီးသွားပြီဆိုလို့ရှိရင်ဒါလေးတွေကို brush ကိုတစ်လက်မှာဆက်သွားမယ်အဲ့တော့ဒီကြားထဲလေးကိုကလေးတစ်ချက်ချအပေါ်ကို1 enter တိုင်းလေးပဲကြားထဲလေးကိုကလေးချအပေါ် direction ပြ enter ကလေးတစ်ချက်ချ direction ပြ enter
Delete တစ်ချက်ချ duration ပြ enter delete တစ်ချက်ချ duration ပြ enter delete တစ်ချက်ချ enter delete တစ်ချက်ချ enter delete တစ်ချက်ချ enter အဲ့တော့သူ့ကိုပုံလေးကိုဒီနေရာမှာသတ်ကြည့်အခုဒီလိုပုံလေးတော့ရလာပြီဒါပေမဲ့ဒီထဲကဟာလေးတွေလိုသေးတယ်အဲ့တော့ဒီထဲကဟာလေးတွေကိုကြတော့ H စုနဲ့ဒူထုံမယ်အဲ့တော့ H စုလို့ပြောလိုက်တယ် PHP enter လည်းရတယ် H စုလို့ပြောလိုက်တယ်ဒီအသုံးလေးတွေကို select မှတ်တယ် select မှတ်တယ်အကုန်လုံးကိုတစ်ပြိုင်နက်ထည့်မယ် select မှတ်လိုက်select မှတ်ပြီးရင် enter 1 enter အပေါ် direction ပြမယ်1 enter ဆိုရင်ဒီလိုပုံလေးတွေရသွားပြီအဲ့တော့မှသူကဒီ rectangle လေးကိုပြန်ဆွဲမယ် REC enter ကလေးတစ်ချက်ချမယ်4.6 enter ဒီဆိုရှင်သူ့ကို H2 ချုံမယ် H2 select enter point 2 enter ဒီဆိုလို့ရှိရင်ဒါလေးကို move enter select မှတ်လိုက်မယ် enter ဒီ point ထောင်လေးရခိုင်မယ်အပေါ်ထောင် point လေးရခိုင်မယ်ပြီးအခါကျတော့ဒီကနေမှာပေါ်ထောင်လေးမှာကပ်ပြီး